အားလုံးပဲမင်္ဂလာပါကျွန်တော်ခေလူပါကျွန်တော်ဒီဗီဒီယိုဖိုင်မှာညီကိုတို့ကိုဖုန်းရဲ့ကင်မရာဝက်စီတိဆောက်ပုံနဲ့ပတ်သက်ပြီးတော့ရှင်းပြချင်ပါတယ်ကင်မရာနဲ့ပတ်သက်ပြီးတော့ error တက်လာလို့ရှိရင် hardware ပိုင်းဆိုင်ရာ error ဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးချင်းကပ်ဖြည့်ရှင်းမလဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒီအတွက်ကိုစားပြု model အဖြစ်ရွေးချယ်ထားတာကတော့ Redmi 7 ဖြစ်ပါတယ် Redmi 7 ရဲ့တန်ရာခံကိုကြည့်ပြီးတော့ကျွန်တော်တို့ကင်မရာပိုင်းကိုချင်းကပ်လေ့လာကြည့်အောင်ပါ Redmi 7 ရဲ့ circuit board ပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာပိုင်းကိုအရင်ကြည့်မယ်ပေါ့နော်ကင်မရာပိုင်းမှာဆိုလို့ရှိရင်ဒါက main ကင်မရာအတွက် socket နှစ်ခုရှိမယ် main ကင်မရာအတွက် socket နှစ်ခုရှိမယ်ပြီးလို့ရှိရင်နောက်ထပ် select ကင်မရာပေါ့နော်ဒါကတော့ selfie ကင်မရာ selfie ကင်မရာအတွက် socket တစ်ခုရှိမယ် socket နှစ်ခု socket သုံးခုပါမှာပေါ့နော်နောက်ကကင်မရာနှလုံးပါမယ်ရှေ့ကင်မရာတစ်လုံးပါမယ်ဟုတ်ပြီဒီတော့ကျွန်တော်တို့ကင်မရာဘိုင်းကိုလေ့လာမယ်ဆိုလို့ရှိရင်ဘယ်ကစမလဲဆိုတော့ကင်မရာ socket ကနေစရမှာပေါ့နော်ကင်မရာနဲ့ပတ်သက်ပြီးတော့ error တွေတက်လာမယ်ခင်တော့ contact to camera စသဖြင့်ပေါ့နော်ကင်မရာ face အဲ့လိုမျိုး hardware ပိုင်း error ဖြစ်လာပြီဆိုလို့ရှိရင်ဖြည့်ရှင်းဖို့အတွက်ကင်မရာဖွဲ့စည်းတည်ဆောက်ဖို့ balance သဘောတရားကိုတည်ထားဖို့လိုအပ်ပါတယ်ကင်မရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် free group ထဲမှာ beginner ဖတ်စာဆိုတဲ့အထက်မှာကျွန်တော်ကင်မရာနဲ့ပတ်သက်တဲ့ balance တည်ဆောက်ဖို့သဘောတရားကိုပြောပြထားတာလည်းရှိပါတယ်အဲ့ဒီမှာလည်းတစ်ချက်ပြန်ကြည့်လို့ရတယ်ပေါ့နော်အခုကတော့ဒါမို့တဲ့အမြင့်ပိုင်းမှာဆိုလို့ရှိရင်ဖွဲ့စည်းတည်ဆောက်ဖို့ဘယ်လိုရှိလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါဒီတော့ကင်မရာ socket ဒီမှာရှိမယ် main ကင်မရာ socket ကနေစတင်ပြီးတော့လေ့လာကြည့်မယ်ဒီတော့ diagram မှာဆိုလို့ရှိရင်အဲ့ဒီ main ကင်မရာ socket ရဲ့ပုံစံဒီလိုရှိပါမယ်သူ့ရဲ့နာမည်ကဘယ်လိုပေးထားလဲဆိုတော့ဒီမှာ J2001 လို့ရေးထားတယ် J2001 J2001 ပေါ့နော်အဲ့ဒီကနေစမယ်ဒီတော့ schematic မှာတွားမယ် J2001 ဆိုတဲ့ကောင်ကို schematic မှာတွားကြည့်မယ်ဒီတော့သူ့ရဲ့ပုံစံကိုဒီလိုတွေ့ရပါမယ်ဒါကသူ့ရဲ့ socket ပုံပေါ့နော်ဒီတော့သူ့ရဲ့ socket မှာပင်တွေကိုအရင်ဦးဆုံးကြည့်လိုက်ပါပင်တွေကတော့တစ်ဖက်ကို15ပင်ရှိမယ်ဒီဘက်15ပင်ဟိုဘက်15ပင်ပေါင်းလိုက်တော့ပင်30ရှိတာပေါ့နော်ဒီတော့ဒီမှာ socket မှာတစ်ချက်ပြန်ကြည့်မယ်လေအောင်ဘက်မှာတစ်ချက်ပြန်ကြည့်မယ်လေအောင်ဘက်မှာကြည့်လို့ရှိရင်ဘာတွေ့ရမလဲဆိုတော့လေအောင်ဘက်မှာဒီမှာပင်နံဘက်ကိုရေးတွေ့ရမယ်နေရာကိုပြထားတယ်ပေါ့နော်ပင်နံဘက်ကိုဘေးဖက်ကနေစပြီးတော့ရေးတွေ့မလဲဆိုတော့ဒီဘက်ကနေစပြီးတော့ရေးတွေ့ပါမယ်ဒီဘက်က1 2 3နဲ့စသည်ရေးတွေ့ပြီးတော့ဒီဘက်မှာ15ဆုံးပဲပြီးရင်16 17စသည်ဖြင့်ရေးတွေ့ပြီးတော့ဒီမှာပင်နံဘက်30ဆုံးပါအဲ့ဒါကိုဒီမှာစာကေပုံမှာဆိုလို့ရှိရင်ဒီဘက်ကနေစပြီးတော့ရေးတွေ့ပါမယ်ပင်နံဘက်1 2ဒီဘက်မှာ15ပြီးလို့ရှိရင်16ဒီမှာပင်30ပင်ပေါင်း30ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါတစ်ချက်ပြီးလို့ရှိရင်အဲ့ဒီပင်တွေရဲ့အမျိုးအမည်ခွဲခြားပြီးတော့ကြည့်အောင်အဲ့ဒီပင်တွေမှာဆိုလို့ရှိရင်ဒီဘက်ကပင်တွေချင်းမှာဆိုလို့ရှိရင်သူကဒါ MIPDSI transformer LCD ဘိုင်းမှာပါတဲ့ MIPDSI transformer coin လေးတွေဒါကရုပ်ပုံ data ပို့မဲ့အပိုင်းတွေပေါ့နော်ရုပ်ပုံ data ပို့မဲ့အပိုင်းတွေသူကဘယ်လိုရေးထားလဲဆိုလို့ရှိရင်ဒီမှာ CANDON ဒါက data 0ကိုပြောလိုတာပါကင်မရာနဲ့ပတ်သက်ပြီးတော့ data 0 negative data 0 positive ပြီးလို့ရှိရင်ဒီမှာက CAN ဆိုတာကကင်မရာနဲ့ပတ်သက်ပြီးတော့ CLA close negative positive ဒီမှာလေးပဲ data 1 negative positive data 1 negative positive data 2 negative positive ဒီမှာလေးပဲ data 3 negative positive ဒါဆိုလို့ရှိရင်ဒီဘက်မှာ MIPDSI ကတစ်စုံနှစ်စုံသုံးစုံလေးစုံငါးစုံပါပါမယ်အဲ့ဒီငါးစုံမှာ data ကတစ်လိုင်းနှစ်လိုင်းသုံးလိုင်းလေးလိုင်းဆိုပြီးတော့ data လေးလိုင်းတွေ့ရမယ်ပြီးလို့ရှိရင်ကလို့တစ်စုံကလို့ကတစ်လိုင်းတွေ့ရမယ်ဒါတော့စာကေပုံမှာဆိုလို့ရှိရင်သူ့ရဲ့ MIPDSI transformer တွေကဒီပါပေါ့နော် LCD display ရုပ်ထွက်ပိုင်းမှာပါတဲ့ဒီလိုနှလုံးပြူ coin တွေပေါ့ဒီကောင်လေး CPU နဲ့direct ချိတ်ဆက်ထားတဲ့အကောင့်တွေဒီကောင်တွေပြက်တာပြုတ်တာဆိုလို့ရှိရင်တော့ရုပ်ပုံထွက်တဲ့အပိုင်းမှာ error တက်မှာပေါ့နော်ရုပ်ပုံမထွက်နိုင်ဘူး
ဒီတော့ဒီကောင်တွေကိုစတင်ပြီးတော့စစ်ဆေးရမှာဖြစ်တယ်ဒီကောင်တွေကနှစ်ဖက်ညှက်တိုင်းလို့ရှိရင်ဒီဘက်အစနဲ့ဒီဘက်အစအတန်ပြီးမယ်ဒီဘက်အစနဲ့ဒီဘက်အစအတန်ပြီးမယ်အတန်မမီဘူးဆိုလို့ရှိရင်တော့ဒီကောင်ပြက်နေတာဒီကောင်ကိုစစ်ဆေးမယ်ပေါ့နော်ရုပ်ပုံဖတ်တဲ့အပိုင်းတွေပတ်သက်ပြီးတော့ဒီတော့ဒီကောင်မှာ data တွေကဒီတစ်လိုင်း data ဒီဘက်က3ခုဒီဘက်က1ခုဒီအလေလိုင်းကကြတော့ဒါကလို့ line ပေါ့နော်အဲ့လိုရှိနေမယ်ပြီးတော့တစ်စုံနှစ်စုံသုံးစုံလေးစုံငါးစုံဆိုပြီးတော့ data ကလို့နဲ့ပတ်သက်ပြီးတော့5စုံရှိပါမယ်အဲ့ဒီမှာပင်က2 4 6 8 7ဆိုတော့ဒီဘက် data ကလို့အတွက်ပင်10ခုဒီဘက်ကပါသွားပြီနော်ဟုတ်ပြီဆက်ပြီးတော့တွားရအောင်ပါတော့ဒီကောင်ဘယ်ကိုတွားလဲသိချင်တယ်ဆိုရင်တော့ဒီမှာရိုက်ရှာကြည့်လို့ရရင်နော်ဘယ်လိုရိုက်ရှာမလဲ CAM D0 ဆိုတာက data 0 D0 N ဆိုပြီးတော့ရိုက်ရှာကြည့်ရအောင်နော်ဘယ်ကိုတွားလဲသိချင်တယ်ဒါကတော့တခြားသောကင်မရာ data လမ်းကြောင်းတွေကိုလည်းတွားထားအောင်မယ်ဒီအတိုင်းပဲနောက်ဆုံးအနေနဲ့တွားထားတဲ့နေရာကဘယ်ကိုတွားမှာလဲဆိုတာကိုပဲကြည့်ရမှာဖြစ်တယ်ဒီကနေပြီးတော့တခြားသောကင်မရာလမ်းကနေပြီးတော့တခြားသောကင်မရာတွေနဲ့ကင်မရာ socket တွေနဲ့ဒီလမ်းကြောင်းတွေဟာဆက်ဆက်နေတယ်ပေါ့နော်တစ်ဆက်တည်းတွားပြီးတော့ဒီကနေပြီးတော့လမ်းကြောင်းဖွင့်ထွက်သွားမယ် MIPI CSI ကင်မရာ series 0ပေါ့နော် series 0ဆိုတဲ့လမ်းကြောင်းဒီကောင်ကနေပြီးတော့ CPU ကိုဒီလမ်းကြောင်းကနေပြီးတော့တွားပါမယ်နော်ဒီကနေပြီးတော့တခြားသောကင်မရာတွေမှာပါတဲ့အဲ့ဒီ EMI filter တွေကမှတစ်ဆင့်ဒီလမ်းကြောင်းကနေပြီးတော့ CPU ကိုတွားပါမယ်အဲ့မှာ MIPI CSI 0ပြီးရင် LANE သူ့ရဲ့သုံးထားတဲ့နာမည်ပေါ့နော်အဲ့ဒါတွေကလည်းပဲတခြားသောဒဏ်ရာခံတွေလေ့လာတဲ့အခါမှာအသုံးဝင်ပါတယ်အဲ့ဒါလေးတွေမှတ်ထားဖို့နော်ဒီတော့ဒီလမ်းကြောင်းကိုကြည့်မယ်ဒီကနေပြီးတော့မှတစ်ဆင့်ကျွန်တော်တို့ဘေးကိုသွားထားတယ်ဆိုလို့ရှိရင်ဒီမှာ CPU ကိုသွားထားပါတယ် CPU ရဲ့ control ဘိုင်းကို CPU MSN 8953ဆိုတဲ့ CPU ထဲကိုရောက်သွားပါမယ်အဲ့ဒီလမ်းဒီကျွန်တော်တို့ဒီကနေပြီးတော့ကင်မရာဘိုင်းမှာရှိတဲ့တခြားသောကင်မရာ socket တွေကဒီ coin တွေနဲ့ဆက်ဆက်ပြီးတော့သွားမယ်နောက်ဆုံးထွက်သွားတဲ့နာမည်ကတော့ဒီနာမည်နဲ့နေပြီးတော့ CPU ကိုထွက်သွားမှာဖြစ်ပါတယ်နော် CAM D0P CAM D0P ဆိုတဲ့လမ်းကြောင်းကိုပြန်ကြည့်ပါဟုတ်ပြီနော်တော့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စတင်ပြီးတော့စစ်ဆေးရမှာကရေဝင်ကြီးစားပါညာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ BBD SI ဘိုင်းကိုအရင်ဆုံးစစ်ဆေးမယ်ဒီဘိုင်းကတော့ကင်မရာရုပ်ပုံ data ကလို့လမ်းကြောင်းတွေဖြစ်ပြီးတော့ CPU နဲ့ direct ချိတ်ဆက်ထားတဲ့အပိုင်းတွေဖြစ်ပါတယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီကင်မရာအလုပ်လုပ်ဖို့အတွက်ဘိုးအားပေးသွင်းတဲ့အပိုင်းတွေရှိမယ်ပြီးလို့ရှိရင်ကလို့ reset data ဆိုတဲ့အပိုင်းတွေရှိပါမယ် LCD socket မှာလေ့လာဖြစ်တယ်ပေါ့နော်ကလို့ဘိုင်းရှိမယ် reset ဘိုင်းရှိမယ် data ဘိုင်းရှိပါမယ်အဲ့ဒါတွေကိုဆက်ပြီးတော့ကြည့်အောင်ပါဒီ socket မှာဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပါသူ့ရဲ့ထွက်လာတဲ့ pin number တွေကထွက်လာတဲ့နာမည်တွေကိုကြည့်တဲ့အခါမှာဒီမှာဆိုလို့ရှိရင် SYNC ဆိုတာဒီ CPU ကပို့လိုက်တဲ့ရုပ်ပုံ data ဘိုင်းကိုဒီကင်မရာကပို့ဆောင်နိုင်မှုရှိမရှိဆိုတာကိုထောက်လှမ်းထားတဲ့လမ်းကြောင်းပေါ့နော်ကျွန်တော်တို့ LCD မှာဆိုလို့ရှိရင်လည်းပဲဒီ SYNC ဆိုတာဒီ TE ဆိုတဲ့လမ်းကြောင်းနဲ့သဘောတရားချင်းတူပါတယ်နော်ပြီးလို့ရှိရင်ဒီမှာ reset လမ်းကြောင်းရှိမယ်ပြီးလို့ရှိရင် I2C လမ်းကြောင်းရှိမယ် reset လမ်းကြောင်းရဲ့ I2C လမ်းကြောင်းရဲ့ဒီမှာလည်းပဲ I2C 0 အုပ်စုရှိပါမယ်တခြားသောကင်မရာ socket မှာလည်းပဲဒီလမ်းကြောင်းတွေပါပါမယ်နော်ဒီ I2C 0 အုပ်စုပါပါမယ်I2C 0 I2C 1ဆိုပြီးတော့ခွဲထားတာရှိမှာပေါ့နော်ဒီတော့ပင်အားဖြင့်ကြည့်လို့ရှိရင်ဘာတွေပါမလဲဆိုတော့ဒီမှာ SYNC ဆိုတဲ့ test လမ်းကြောင်းရှိမယ်ပြီးလို့ရှိရင် reset လမ်းကြောင်းရှိမယ်ပြီးလို့ရှိရင် I2C လမ်းကြောင်းရှိမယ်ဒါကတော့ control လမ်းကြောင်းအနေနဲ့ရှိနေတဲ့ဟာတွေပေါ့နော် control လမ်းကြောင်းအနေနဲ့ဘာတွေပါမလဲ reset လမ်းကြောင်းပါမယ် I2C လမ်းကြောင်းပါမယ်ပြီးလို့ရှိရင် SYNC ဆိုတဲ့ test လမ်းကြောင်းပါပါမယ်ဒီတော့ဒီလမ်းကြောင်းတွေကိုတစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင် reset လမ်းကြောင်း reset လမ်းကြောင်းဒီလေးပဲကျွန်တော်တို့ CPU နဲ့ direct ချိတ်ဆက်ထားတဲ့ကြားမှာ component တွေခံထားတာမရှိဘူးပေါ့နော်ကျွန်တော်တို့လေ့လာကြည့်ရမှာကဒီ CAM I2C အုပ်စုကိုလေ့လာကြည့်ပါအောင်နော် I2C အုပ်စုကိုလေ့လာကြည့်မယ် CAM
I2C အုပ်စုဘလို့အလုပ်လုပ်တယ်လဲသူ့မှာပေးသွင်းထားတဲ့ဘောလန်းကြောင်းတွေရှိသလားအဲ့ဒါကိုကြည့်မယ်နော် I2C SDA I2C SCL 0ပေါ့နော် I2C SCL 0အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဒီကောင်ဒီ pin number ဘယ်လောက်လဲဆိုတော့ pin number 10ဖြစ်ပါတယ် pin number 10ရဲ့17ရဲ့ pin number 10ကကလိုလမ်းကြောင်းပြီးလို့ရှိရင် pin number 17က data လမ်းကြောင်းဖြစ်တယ် socket မှာကြည့်လို့ရှိရင်ဒီမှာကြည့်လိုက်ပါနော် pin number 10ကကလိုလမ်းကြောင်းပြီးလို့ရှိရင် pin number 17က data လမ်းကြောင်းကလိုရဲ့ data ရဲ့ရှိမယ်ပြီးလို့ရှိရင် pin number 9ကကြတော့ pin number 9ကကြတော့ reset လမ်းကြောင်းဖြစ်ပြီးတော့ pin number 10ကကြတော့ SYNC ဆိုတဲ့ synchronous လမ်းကြောင်းဖြစ်ပါတယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့ I2C လမ်းကြောင်းကိုအရင်ကြည့်ကြည့်မယ် I2C လမ်းကြောင်းဒီဘာတွေနဲ့ဆက်ဆက်ပြီးတော့အလုပ်လုပ်နေတယ်လဲဆိုတာကိုသိရအောင်အတွက်အဲ့ဒီလမ်းကြောင်းကိုလိုက်ကြည့်ပါလိုက်ကြည့်တဲ့အခါကျတော့သူသွားထားတာဒီဘယ်ကိုသွားထားလဲဆိုတဲ့အခါကျတော့ဒီမှာကြည့်လိုက်ပါနော်ကြည့်လိုက်တော့ GPIO ဆိုတဲ့အတွက်ကြောင့်ဘယ်ထဲကိုရောက်သွားလဲဆိုလို့ရှိရင် CPU နဲ့ချိတ်ဆက်ထားတဲ့ CPU ကထိန်းချုပ်ထားတဲ့ control လမ်းကြောင်းဖြစ်တယ်ဂျားထဲမှာဘာတွေရှိလဲထပ်ပြီးတော့ကြည့်တဲ့အခါမှာသူ့ရဲ့ဂျားထဲမှာနေပြီးတော့အဲ့ဒီ I2C လမ်းကြောင်းကိုနေပြီးတော့ဒီမှာကင်မရာအတွက် I2C လမ်းကြောင်းကိုနေပြီးတော့ resistor pull up resistor တွေနဲ့ volt ကျွေးထားတဲ့လမ်းကြောင်းရှိနေပါတယ်ဒါဆိုလို့ရှိရင်ဒီကောင်ကြီးသတိထားမှာပေါ့နော်ကျွန်တော်တို့ VREG L6 ဆိုတဲ့ VIO 1.8 လမ်းကြောင်းကနေပြီးတော့ resistor နှလုံးနဲ့ 1.8 ကိုကျွေးထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကင်မရာ socket မှာရောက်နေတဲ့ဒီ I2C လမ်းကြောင်းမှာ 1.8 ကိုရှိနေပါမယ်နော် 1.8 ကိုရှိနေမယ်ဒီတော့ဒီ 1.8 ကိုမရောက်လို့ရှိရင်ကင်မရာ error တက်ပါမယ်ဒီတော့ကင်မရာ error တက်လာတဲ့အခါမှာဒီ 1.8 ကိုရောက်မရောက်ကိုတိုက်မယ် 1.8 ကိုမရောက်ဘူးဆိုလို့ရှိရင်သူ 1.8 ကိုလမ်းကြောင်းမှာဒီကိုကျွေးထားတဲ့ pull up resistor ကိုစစ်ဆေးရမှာဖြစ်တယ် 2.2k resistor ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအုံတန်ဖို့တူတာနဲ့လေးလေးပေးရမှာဖြစ်တယ်ကြိုးကြိုးပေးတာတော့လုပ်လို့မရဘူးပြီးလို့ရှိရင်သူ့မှာ volt 1.8 volt ရှိနေမယ်ဒီ resistor ကိုကျွန်တော်တို့ရှာကြည့်ရအောင်ပေါ့နော် resistor ကဘယ်မှာရှိမလဲသူ့ရဲ့နာမည်က R0707 လို့ရေးထားတယ်အကောင်ကိုရှာကြည့်မယ် R0707 ဆိုတဲ့အကောင်ကိုရှာကြည့်မယ်နော်ဒီကိုသွားမလဲဆိုတော့လေအောင်မတ်ကိုသွားပါမယ်လေအောင်မတ်မှာနေပြီးတော့အကောင်ကိုရှာကြည့်မယ်ရှာကြည့်တဲ့အခါကျတော့သူဒီဘက်အနားမှာပဲရှိနေတယ်ကင်မရာ socket နားမှာရှိမနေဘူး R0707 ရဲ့ပြီးလို့ရှိရင်နောက်တစ်လုံးက R0708 ရဲ့ဆိုပြီးတော့တစ်လုံးရှိတယ် R0707 ရဲ့ပြီးလို့ရှိရင်0708ဆိုပြီးတော့ resistor နှလုံးရှိနေတယ်အဲကောင်ဒီ circuit ပုံမှာကြည့်တော့ဘယ်နေရာမှာတည်ရှိနေတယ်လဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပါနော်သူ့ရဲ့ကင်မရာအတွက် I2C လမ်းကြောင်းမှာရှိနေတဲ့ resistor နှလုံးကဘယ်ကောင်ဖြစ်မလဲဆိုလို့ရှိရင်ဒီမှာ resistor နှလုံးရှိပါပြန်ကြည့်လိုက်ပါနော်တရားခံမှာဆိုလို့ရှိရင်ဒီမှာတစ်လုံးဒီမှာတစ်လုံးဒီနှလုံးပေါ့နော်အဲ့ဒီနှလုံးဒီဘယ်ကောင်လဲဆိုလို့ရှိရင်ဒီမှာ resistor နှလုံးရှိနေပါမယ်စင်ကန်နာမှာ CPU ရဲ့အနားမှာကတ်ရဲ့ဒီမှာ resistor တစ်လုံးဒီမှာ resistor တစ်လုံးအဲ့ကောင်ဒီဘာလဲဆိုတော့ကင်မရာအတွက် I2C လမ်းကြောင်းဖြစ်တဲ့ကလိုနဲ့ data လမ်းကြောင်းမှာရှိနေတဲ့ resistor 2.2k ရှိတဲ့ resistor နှလုံးရှိတဲ့ဒီကောင်ကိုလာပြီးတော့စစ်ဆေးရမှာပေါ့နော်ပြီးလို့ရှိရင်အဲ့ကောင်ဒီ VREG L6 လမ်းကြောင်းကနေပြီးတော့ 1.8 ကျွေးထားတာဖြစ်တဲ့အတွက်ကြောင့် 1.8 ကိုရှိနေရမယ်ဒီကောင်ပြုတ်တာပြတ်တာဆိုလို့ရှိရင်ကင်မရာနဲ့ပတ်သက်ပြီးတော့ data တက်ပါဟုတ်ပြီနော်ဒါကတစ်ချက်ပေါ့နော်ဒါက I2C နဲ့ပတ်သက်ပြီးတော့စစ်ဆေးကြည့်တဲ့အရာပြီးလို့ရှိရင်အကောင်ကိုပြန်သွားမယ်ကင်မရာ socket စီကိုပြန်သွားမယ် CAM I2C I2C SDA0 အကောင်ကိုပြန်သွားမယ်ပြန်သွားတော့ကင်မရာ socket ကနေပြီးတော့ကင်မရာ socket pin number 10နဲ့17ဒီ I2C အုပ်စုလမ်းကြောင်း control လမ်းကြောင်းဖြစ်တဲ့သူ့မှာ volt အဖြစ်ဆိုလို့ရှိရင် 1.8 ရှိနေရမယ် 1.8 မရှိဘူးဆိုလို့ရှိရင်ခုနကပြခဲ့တဲ့ resistor တွေကိုစစ်ဆေးရမှာဖြစ်တယ် resistor တွေရဲ့တန်ဖိုးကတော့ 2.2 kilo ohm resistor ဖြစ်ပါတယ်ဟုတ်ပြီဒီ reset လမ်းကြောင်းကိုလေ့လာကြည့်မယ် reset လမ်းကြောင်းကလေးပဲဒါက CPU ကထိန်းချုပ်ထားတဲ့ control လမ်းကြောင်းကင်မရာအတွက် data တွေမတွားမီမှာ data တည်ယူပို့ဆောင်မှုမလုပ်ခင်မှာလမ်းကြောင်းရှင်းတဲ့အနေနဲ့လှုပ်ဆောင်ပေးတဲ့လမ်းကြောင်းပေါ့နော်ဟုတ်ပြီဒီ SYNC ကတော့ကျွန်တော်တို့ရုပ်ပုံ data ဘိုင်းကိုကင်မရာကပို့ဆောင်ပေးနိုင်မှုရှိမရှိဆိုတာကိုကိုက်ညီမှုရှိမရှိဆိုတာကိုပြန်လေထောက်လှမ်းထားတဲ့လမ်းကြောင်းဖြစ်ပါတယ်
ဒါကတော့ control လမ်းကြောင်းပေါ့နော် control လမ်းကြောင်းက1 2 3 4ခုဆိုပြီးတော့ control လမ်းကြောင်း4ခုရှိပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘိုးအားပေးသွင်းတဲ့အပိုင်းကိုကြည့်ပါမယ်ဒီကင်မရာပိုင်းဆိုင်ရာအလုပ်လုပ်ဖို့အတွက်ကင်မရာမှာရှိနေတဲ့ IC အလုပ်လုပ်ဖို့အတွက်ပေးသွင်းထားတဲ့ဘိုးတွေကဘာတွေရှိလဲ pen number 1ကိုအရင်ကြည့်ပါမယ် pen number 1မှာဆိုလို့ရှိရင် VREG L ဆက်ခွန် VREG L ဆက်ခွန်ဆိုတဲ့လမ်းကြောင်းကနေပြီးတော့ 2.85 2B85 လို့ရေးထားတာပေါ့နော် 2B85 ဆိုတဲ့အတွက်ကြောင့် 2.85 volt ရှိနေပါမယ် 2.85 volt ရှိနေပါမယ်နော်pen number 1 pen number 1ဒီဘယ်ကောင်ဖြစ်မလဲဆိုလို့ရှိရင်ဒီမှာ socket မှာတစ်ချက်ပြန်ကြည့်ပါမယ် pen number 1ပေါ့နော် pen number 1ဟုတ်ပြီ pen number 1ကိုကြည့်မယ် pen number 1 pen number 1ဆိုလို့ရှိရင်ဒီဘက်ကစမှာဖြစ်တဲ့အတွက်ကြောင့် pen number 1ဒီအစွန်ဆုံး pin ပေါ့နော် pen number 1ဟုတ်ပြီဒီကောင်ဒီ pen number 1ဖြစ်တယ်အဲ့ဒီ pen number 1မှာဒီကနေဘိုးပေးသွင်းထားတဲ့ဆိုလို့ရှိရင် VREG L7 L7 ဆိုတဲ့လမ်းကြောင်းကနေပြီးတော့ 2.85 volt ကျွေးထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီလမ်းကြောင်းမှာလာပြီးတော့တိုင်းတာကြည့်လို့ရှိရင် 2.85 volt တွေ့ရမှာပေါ့နော်နံပါတ်1အနေနဲ့ဘိုးလမ်းကြောင်းတစ်ခု 2.85 volt ရှိနေရမယ်ဒီတော့အကောင်ကိုတစ်ချက်မှတ်တမ်းပြုပါမယ်အဲလမ်းကြောင်းမှာဘိုးအားဖြင့် 2.85 volt ပေါ့နော် 2.85 volt ဒီလမ်းကြောင်းမှာနေပြီးတော့ဘောအားဖြင့် 2.85 volt ရှိနေပါမယ် pen number 1မှာဟုတ်ပြီအကောင်မှာ 2.85 volt ရှိပြီလို့ရှိရင်နောက်ထပ်လမ်းကြောင်းတစ်ခုက number 2 pen number 2ကတော့ GND ပါနော် pen number 2ကတော့ GND pen number 3ကိုဆက်ကြည့်မယ် pen number 3က control လမ်းကြောင်းဖြစ်တယ် pen number 3က control လမ်းကြောင်းဖြစ်တယ်ဘာလမ်းကြောင်းလဲဆိုလို့ရှိရင် CLK လို့ရေးထားတဲ့အတွက်ကြောင့်ကလို့လမ်းကြောင်းပေါ့နော်ကင်မရာနဲ့ပတ်သက်ပြီးတော့ကလို့ပုံလိုက်ထုတ်ပေးတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒါကကလို့လမ်းကြောင်းဒီတော့ကလို့ရဲ့ data ရဲ့ reset ရဲ့ဒီကောင်မှာအစုံပါတယ်ပေါ့နော်ဒီတော့ဒီကလို့ခုံလိုက်မရောက်လို့ရှိရင်လည်းပဲ data တွေတွာလာမှုလုံနိုင်မှာမဟုတ်ဘူးဒါကြောင့်ကလို့ခုံလိုက်လမ်းကြောင်းကိုလည်းစစ်စစ်ဖို့လိုအပ်ပါတယ်ကလို့ခုံလိုက်လမ်းကြောင်းကိုစစ်စစ်ဖို့အတွက်ဆိုလို့ရှိရင်သူ့မှာဘာတွေရှိလဲဆိုတော့ဒီမှာ 0R လေးတွေခံထားတာရှိနေတယ်ဒါကြောင့်မလို့အဲ့ဒီ 0R လေးတွေပြုတ်တာပြက်တာဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာနဲ့ပတ်သက်တဲ့ data တက်ပါမယ်ဟုတ်ပြီဒီတော့အကောင်ကိုရှာကြည့်အောင်ပေါ့နော် B2009 ဆိုတဲ့အကောင်ကိုရှာကြည့်မယ်အကောင်ဒီကလို့လမ်းကြောင်းမှာရှိနေတဲ့ 0R ဖြစ်တယ်ဒီတော့အကောင်ဘယ်မှာရှိလဲဆိုတာကိုလိုက်ရှာကြည့်တဲ့အခါမှာဘယ်မှာလဲဆိုလို့ရှိရင်ကင်မရာ socket နားမှာရှိနေတဲ့ဒီကောင်ပေါ့နော်ဒီမှာကလို့လမ်းကြောင်းမှာရှိနေတဲ့ resistor ကလို့လမ်းကြောင်းမှာရှိနေတဲ့ 0R ဒီကောင်လေးပြုတ်နေတာမျိုးပြက်နေတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကလို့ခွန်လိုင်းမရောက်တဲ့အတွက်ကြောင့်ကင်မရာ error တက်ပါမယ်ပြီးလို့ရှိရင်သူ့လမ်းကြောင်းမှာ filter လုပ်ထားတဲ့ condenser ကတော့ဒီကောင်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်သူ 0R ကိုခံထားတာရှိသေးတယ်သူ့ရဲ့ 0R ကပြင်ပါလဲဆိုလို့ရှိရင်ဒီမှာပါနော်ကြည့်လိုက်ပါသူ့ရဲ့လမ်းကြောင်းမှာနေပြီးတော့ဒီကိုအပေါ်ကိုသွားလို့ရှိရင်သူ့ရဲ့လမ်းကြောင်းကဒီမှာ C2042 ဆိုတဲ့ condenser တုံး C402042 ဆိုတဲ့ condenser ခုနကပြခဲ့တဲ့ condenser ပေါ့နော်ဒီကောင်ကတော့ filter လုပ်ထားတဲ့ condenser ဖြစ်ပါတယ်ဒီကောင်က filter လုပ်ထားတဲ့ condenser ပြီးလို့ရှိရင်ဒီ 0R ကိုဖြတ်မယ် 0R ကိုဖြတ်ပြီးလို့ရှိရင်နောက်ထပ် 0R တစ်လုံးနဲ့ထပ်ပြီးတော့ခံထားသေးတယ်เนาะနောက်ထပ် 0R တစ်လုံးနဲ့ထပ်ခံထားသေးတယ်အဲ့ဒီ 0R ကဘယ်နာရှိလဲရှာကြည့်မယ် R2016 လို့ရေးထားပါတယ် R2016 ဆိုတဲ့အကောင်ကိုဒီမှာရှာကြည့်မယ် R2016 ဆိုတဲ့အကောင်ကဒီမှာပါ CPU နားမှာရှိနေတဲ့ဒီ resistor လေး R2016 ဆိုတာ coin ပေါ့နော်ဒီ coin လေးပါဒီ coin ဖြစ်ပါတယ်အဲ့ဒီ coin လေးပြက်နေပြုတ်နေတာမျိုးဖြစ်လို့မရဘူးပြီးလို့ရှိရင်ဒီလမ်းကြောင်းကလာတဲ့အခါမှာသူ့ရဲ့လမ်းကြောင်းမှာနေပြီးတော့ condenser တစ်လုံး filter လုပ်ထားတာရှိသေးတယ် C2030 လို့ရေးထားတယ်သူ့ရဲ့အကောင်ကတော့ C3020 C ဘာလဲ2030ဒီကောင်ပေါ့နော်ဒီ condenser လေး circuit ပုံမှာဆိုလို့ရှိရင်တော့ဒီ condenser ပေါ့နော်ဒီ condenser ပါ
အဲ့ဒါကြောင့်ဒီ condenser က filter လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် short ကြပြီးတော့ပြည့်စည်နိုင်တယ်ပြီးလို့ရှိရင်ဒီ coin ကတော့ပြုတ်တာပြတ်တာဆိုလို့ရှိရင် clock ခုံလိုင်းမရနိုင်တဲ့အတွက်ကြောင့် CPU ကထုတ်ပေးတဲ့ clock ခုံလိုင်းမရနိုင်တဲ့အတွက်ကြောင့် camera error တက်ပါမယ်ဒါကြောင့်မလို့ဒီ camera နဲ့ပတ်သက်ပြီးတော့ဒီ clock ခုံလိုင်းမှာခံထားတဲ့ 0R တွေကိုသတိထားရပါမယ်နော်ဟုတ်ပြီ clock လမ်းကြောင်းပြီးလို့ရှိရင်နောက်ထပ် ball လမ်းကြောင်းကိုဆက်ပြီးတော့ကြည့်အောင်ပါအဲ့ဒီလမ်းကြောင်းပြီးသွားလို့ရှိရင် pen number 3ကတော့ clock လမ်းကြောင်း pen number 4ကကြတော့ဒါက ground ချထားတဲ့အကောင်ပေါ့နော်ဒါကအနှုတ်လမ်းကြောင်းပြီးလို့ရှိရင် pen number 5ကိုကြည့်ပါမယ် pen number 5ကဘာလုပ်ထားတဲ့အကောင်လဲကြည့်ပါမယ် pen number 5ပါ pen number 5ကလေးပဲဒီမှာတွားတယ်သူ့ရဲ့အထွက်လမ်းကြောင်းမှာကြည့်လိုက်ပါသူက CAN AVDD 2.8 လို့ရေးထားတဲ့အတွက်ကြောင့်ဒီကောင်ဒီလေးပဲ 2.8 ဖို့လမ်းကြောင်းဖြစ်တယ်ပေါ့နော် 2.8 ပေးသွင်းထားတဲ့လမ်းကြောင်းဖြစ်တယ်ဒီတော့ 2.8 ပေးသွင်းထားတဲ့လမ်းကြောင်းမှာ 0R resistor တစ်လုံးရှိနေတယ်အဲ့ဒီ 0R resistor ပြုတ်တာပြတ်တာမျိုးဖြစ်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ 2.8 ကိုမရဘူးဒါဆိုရင် camera အလုံးမလုံးဘူးပေါ့နော် camera error တက်ပါမယ်ပြီးတော့ဒီကောင်ကိုရှာကြည့်မယ် B2001 ဆိုတဲ့ကောင်ကိုရှာကြည့်မယ် B2001 ဆိုတဲ့ကောင်ကိုရှာကြည့်မယ်အကောင်ဒီ layout map မှာတွားပြီးတော့ဘယ်နေရာမှာရှိလဲကြည့်မယ်ပြီးတော့ socket မှာရှိနေတဲ့ဒီဘက်က resistor ပေါ့နော်ဒီမှာကြည့်လို့ရှိရင်ဘယ်ကောင်ဖြစ်မလဲဆိုတော့ဒီမှာ 2.8 volt လမ်းကြောင်းမှာရှိနေတဲ့ pen number 5ကနေ 2.8 volt လမ်းကြောင်းမှာရှိနေတဲ့ resistor ကဒီဘက်က 0R resistor လေးပါဒီကောင်မှာ 2.8 volt ရှိနေရမယ် 2.8 volt မရှိလို့ရှိရင်ဒီကောင်ပြက်နေတာလားပြုတ်နေတာလားဆိုတာကိုဒီမှာတစ်ချက်စစ်ဖို့လိုအပ်ပါတယ်ဒီကောင်ဒီ pen number 5ကိုရှောက်မယ်ပြီးလို့ရှိရင်အဲ့ဒီ 2.8 volt လမ်းကြောင်းမှာနေပြီးတော့တခြားဘာတွေရှိတယ်လဲပြီးလို့ရှိရင်ဒီ 2.8 volt ဒီဘယ်ကနေထွက်လာတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်ပါတယ်တူလမ်းကြောင်းမှာနေပြီးတော့ဒီမှာ condenser တွေ filter လုပ်ထားတာရှိတယ်ဒီမှာအပေါ်ကိုကြည့်လိုက်လို့ရှိရင် C2004 ရဲ့ C2005 ရဲ့ဆိုပြီးတော့ condenser နှလုံးရှိပါတယ်အဲ့ကောင်ကို circuit ပုံမှာကြည့်လို့ရှိရင်ဒီဘက်မှာပါ C2004 ရဲ့ 2005 ရဲ့ဆိုပြီးတော့ဒီဘက်က condenser နှလုံးပေါ့နော်2004ရဲ့2005ရဲ့ဆိုတဲ့ condenser နှလုံးဒီတော့ pen number 5နဲ့ဆက်ဆက်နေတာကဒီမှာ 0R resistor တစ်လုံးရှိမယ်ပြီးလို့ရှိရင် condenser နှလုံး filter လုပ်ထားတာရှိမယ်ကျွန်တော်တို့ 2.8 ရောက်မရောက်ကိုတိုင်းတာခြင်းတယ်ဆိုလို့ရှိရင်ဒီ condenser ထိပ်မှာလာတိုင်းနိုင်တယ်ဒီ point ရဲ့ထိပ်မှာလာပြီးတော့တိုင်းနိုင်တယ်ဒီတော့ဒီ 2.8 ကိုရောက်ဖို့အတွက် 2.8 ကိုဘယ်ကထုတ်ပေးထားတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်တယ် 2.8 ကိုထုတ်ပေးတဲ့လမ်းကြောင်းကိုလေ့လာပါမယ်ဒီတော့ 2.8 ထုတ်ပေးတဲ့လမ်းကြောင်းကိုသူကဘယ်လိုရေးထားတယ်ပါကြည့်အောင်ပါနော် 2.8 ကိုထုတ်ပေးတဲ့လမ်းကြောင်းကသူက CAN AVDD 2.8 လို့ရေးထားပါတယ်CAN AVDD AVDD 2.8 ဟုတ်ပြီနော် AVDD 2.8 လို့ရေးထားတဲ့အတွက်ကြောင့်အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့လိုက်ကြည့်မယ်ဒီကနေပြီးတော့သွားမယ်ဒီဘက်ကိုရောက်သွားမယ်ရောက်သွားတဲ့အခါကျတော့ဒီကောင်ကနေပြီးတော့ဘယ်ကထုတ်ပေးထားတယ်လဲဆိုလို့ရှိရင်ဒီမှာ DC to DC တစ်လုံးရှိပါတယ်အဲ့ဒီ DC to DC ကနေ 2.8 volt ကိုထုတ်ပေးတယ် DC to DC ကနေပြီးတော့ 2.8 volt ကိုထုတ်ပေးတယ်သူ့ရဲ့အထွက်လမ်းကြောင်းမှာနေပြီးတော့ condenser တစ်လုံး filter လုပ်ထားတာရှိတယ်ဒီကောင် short ကြနေလို့ရှိရင်လည်းပဲ 2.8 volt ထွက်ရှိနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့အရင်ဥဆုံးဒီ C short ကြနေလားမကြဘူးလားဆိုတာကိုတစ်ချက်စစ်စစ်ကြည့်ပါမယ်ဒီတော့ဒီ condenser ရဲ့နာမည်က C2025 လို့ရေးထားတယ် C2025 ကိုရှာပါမယ် C2025 ပေါ့နော်အဲ့ကောင်ကို layout map မှာတွားပြီးတော့ရှာကြည့်မယ် C2025 ဆိုတဲ့ကောင်ကဒီမှာပါဒီခုနကပြောခဲ့တဲ့ resistor ရဲ့ downer လေးမှာပေါ့နော်ဒီတော့သူ့ရဲ့ downer လေးမှာရှိတဲ့ resistor သူ့ရဲ့ downer လေးမှာရှိနေတဲ့ကျွန်တော်တို့ DC to DC ကဘယ်ကောင်လဲဆိုလို့ရှိရင်ဒီမှာတစ်ချက်ပြန်ကြည့်လိုက်ပါ DC to DC ရဲ့နာမည်ကဘယ်လိုရေးထားတယ်လဲဆိုလို့ရှိရင် U2003 လို့ရေးထားပါတယ် U2003 ဆိုတာဒီမှာရှိပါတယ်ဒီတော့ဒီကောင်ဒီ 2.8 ကိုထုတ်ပေးတဲ့ DC to DC converter ဖြစ်တယ်ပေါ့နော် DC to DC converter ဒီတော့ DC to DC converter ကိုလေ့လာကြည့်ဖို့လိုတယ် DC to DC ရဲ့ converter ရဲ့အထွက်လမ်းကြောင်းမှာ filter လုပ်ထားတဲ့ condenser ကဒီကောင် circuit ပုံမှာကြည့်လို့ရှိရင်တော့ DC to DC converter ရဲ့ဒီမှာအထွက်လမ်းကြောင်းမှာရှိနေတဲ့ filter condenser ကဒီကောင်ဖြစ်တယ်ဒီတော့ 2.8 လမ်းကြောင်းကနေပြီးတော့ဒီကောင်တွေရှိမယ် filter လုပ်ထားတဲ့ကောင်ဒီကောင်ရှိမယ်ဒီကောင်ရှိမယ်ပြီးလို့ရှိရင်ဒီ condenser ရှိမယ်ဒါက filter လုပ်ထားတဲ့အကောင်ပေါ့နော်ဟုတ်ပြီအဲ့ဒီ 2.8 ကို trace ရှိနိုင်ဖို့အတွက် DC to DC ရဲ့အလုပ်လုပ်ပုံလေးကိုတစ်ခါပြန်ပြီးတော့ကြည့်ဖို့လိုအပ်ပါတယ်
DC to DC ဘယ်လိုအလုပ်လုပ်တယ်လဲကျွန်တော်တို့အရင်က DC to DC အကြောင်းကိုပြောခဲ့သလိုပေါ့နော် DC to DC မှာနေပြီးတော့အဝင်ရှိမယ် enable ရှိမယ်ပြီးရင် GND ရှိမယ်ဒီဘက်က out ဆိုပြီးတော့အထွက်ဖို့ရှိမယ်ဒီအထွက်ဖို့ထွက်ရှိနိုင်ဖို့အတွက်ဆိုလို့ရှိရင်သူ့မှာအဝင် VPH PWR ဖို့ပေးသွင်းထားတယ် VPH PWR ဖို့ရောက်မရောက်ကိုပြင်မှာတိုင်းတာမလဲဆိုလို့ရှိရင် C2022 ဆိုတဲ့ corner စာမှာလာပြီးတော့တိုင်းတာC2022 ဘယ်မှာရှိလဲဒီမှာကြည့်လိုက်ပါ C2022 ဆိုတဲ့ကောင်ရှိနေတယ်ဒီမှာစာကေပုံမှာဆိုလို့ရှိရင်တော့ဒီမှာ C2022 ဆိုတဲ့ကောင်ကဒီကောင်ပေါ့နော်ဒီကောင်ဒီ VPH PWR လမ်းကြောင်းကနေပြီးတော့ဒီ IC တော့အဝင်လမ်းကြောင်းမှာ filter လုပ်ထားတဲ့ကောင်ဖြစ်တယ်ဒီထိပ်မှာနေပြီးတော့ VPH PWR ဖို့ရောက်မရောက်ကိုတိုင်းတာမယ်မရောက်လို့ရှိရင်တော့ VPH PWR လမ်းကြောင်းကနေပြီးတော့ဒီ condenser ထိပ်ကိုလာပြီးတော့ပို့ကျွေးလိုက်ပေါ့နော်ဒါဆိုရင် VPH PWR ဖို့ရောက်ရှိလာမယ်ဟုတ်ပြီ VPH PWR ဖို့ရောက်ပြီးလို့ရှိရင် DIC အလုပ်လုပ်ဖို့အတွက်ခိုင်းစေတဲ့လမ်းကြောင်းကတော့ဘယ်ကလာတယ်ဆိုလို့ရှိရင် CPU ကနေပြီးတော့ခိုင်းစေပါတယ် CAN AVGD EN ဆိုပြီးတော့ enable လမ်းကြောင်းနဲ့နေပြီးတော့ CPU ကခိုင်းစေမယ်ခိုင်းစေတဲ့လမ်းကြောင်းမှာနေပြီးတော့သူ resistor 100 kilo ohm ရှိတဲ့ resistor တစ်လုံးခံထားတယ်ဒီ resistor ကိုစစ်ဆေးရမှာပေါ့နော်100 kilo ohm ကညို့နေတယ်ပြုတ်နေတာပြည့်နေတာမျိုးဆိုလို့ရှိရင်အဲ့ဒီ enable လမ်းကြောင်းဆိုင်ရာ error တက်နိုင်ပါတယ်နော်ဒီတော့ဒီ R လေးကဘယ်မှာရှိနေတယ်ဆိုလို့ရှိရင်သူ့ရဲ့အာနာမည်နဲ့ရိုက်ရှာကြည့်မယ် R2021 လို့ရှိနေတယ် R2021 ကိုဒီမှာကြည့်လို့ရှိရင်ဒီဘက် down နားလေးမှာရှိနေတဲ့ resistor ပေါ့နော်ဒီမှာ circuit ဘုံမှာကြည့်လို့ရှိရင်တော့ R2021 ဆိုတာဒီကောင်ပါဒီကောင်ဒီ enable လမ်းကြောင်းပါ enable ဆိုတာကဒီ DC to DC 2.8 ထွက်အောင်အလုပ်လုပ်ဖို့အတွက် enable လမ်းကြောင်းမှာရှိနေတဲ့ resistor ပါသူ့ရဲ့ volt and volt ကတော့ 1.8 volt ပါ enable လမ်းကြောင်း CPU ကလာတဲ့ enable လမ်းကြောင်းမို့လို့ 1.8 volt ရှိနေတယ်ပြီးတော့ဒီ 2.8 DC to DC အလုပ်လုပ်ဖို့အတွက်အဝင်ဖို့ရှိပြီးခိုင်းစေတဲ့ enable လမ်းကြောင်းလည်းကောင်းနေပြီဆိုလို့ရှိရင် DC to DC အလုပ်လုပ်မယ် DC to DC အလုပ်လုပ်လို့ရှိရင်ဘာဖြစ်မှာလဲဆိုတော့ဒီဘက်ကနေပြီးတော့ out ဆိုပြီးတော့ဒီမှာ 2.8 volt ထွက်လာမယ်ဒီ 2.8 volt ထွက်လာမှဘယ်ကိုရောက်မှာလဲဆိုလို့ရှိရင်ကင်မရာ socket ရဲ့ pin number 5ကိုပေးသွင်းနိုင်မှာဖြစ်တယ်တကယ်လို့ဒီ 2.8 volt မရောက်ဘူးဆိုလို့ရှိရင်ကင်မရာ error တက်ပါမယ်ဒါဆိုလို့ရှိရင် DC to DC ကိုစစ်ဆေးမယ် DC to DC စစ်ဆေးလို့ DC to DC မှာအဝင်ကိုစစ်ဆေးမယ် enable ကိုစစ်ဆေးမယ်ဒီကောင်လေးကောင်းနေတဲ့သားနဲ့မှာ DC to DC က 2.8 volt ထွက်မလာဘူးဆိုလို့ရှိရင် DC to DC ကိုလဲကြည့်မယ်လဲကြည့်လို့မှမရဘူးလဲစရာလည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ 2.8 ရှိရဲ့နေရာကနေပြီးတော့ data မှာပါတဲ့ 2.8 p တက်ထွက်ရှိနေတဲ့လမ်းကြောင်းကနေပြီးတော့ဒီကောင်ကိုကြိုးကြိုပေးမယ်ဂျမ်ပါကြိုပေးမယ်ပေါ့နော်ဒီထိတ်ကိုဂျမ်ပါကြိုပေးလို့ရတယ်ဒီထိတ်ကိုဂျမ်ပါကြိုပေးလို့ရတယ်ဒီကောင်ကိုဂျမ်ပါကြိုပေးလို့ရတယ်တို့ရဲ့အထွက်လမ်းကြောင်းမှာရှိတဲ့ဒီကွန်စာထိတ်ကိုဂျမ်ပါကြိုပေးလို့ရတယ် 2.8 ရှိရဲ့နေရာကဒါမှမဟုတ် 2.8 ဆိုတဲ့နေရာမှာ data မပါတဲ့ 2.8 ကိုပြောတာเนาะ data ပါတဲ့ 2.8 ဆိုရင်တော့ပြဿနာတက်နိုင်ပါတယ်ဒီတော့ 2.8 ကဘယ်မှာရှိလဲဆိုလို့ရှိရင်တို့ရဲ့ဒီ pen number 1မှာလေးပဲ 2.8 တီးတက်လာထားတာရှိရဲ့ဒီကောင်နဲ့နေပြီးတော့ 2.8 ရအောင်ဖန်တီးကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီဘက်ကင်မရာ socket မှာလေးပဲဒီအပေါ်ကင်မရာ socket မှာလေးပဲ 2.8 ပေးသွင်းထားတဲ့လမ်းကြောင်းရှိပါတယ်အဲ့ဒီ 2.8 condenser ကနေပြီးတော့ဒီ 2.8 ကိုယူပြီးတော့ jumper ဒီထိပ်ကို jumper လာကြိုပေးလိုက်လို့ရတယ်ဒီ 2.8 ရောက်ရမယ် condenser ရဲ့ထိပ်ကို jumper ကြိုပေးလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ 2.8 ရောက်သွားမှာပေါ့နော်ဒါကတော့ DC to DC ကို40ရမရှိ DC to DC က 2.8 ထွက်မလာတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကြံဖန်လောက်ရမယ်ဂျမ်ပါနီးပါပဲဟုတ်ပြီ 2.8 ကိုရောက်ပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘောလန်ကြောင်းတစ်ခုအနေနဲ့ဒီ 2.8 ကိုလည်းရောက်ရှိလာပြီလို့မှတ်လိုက်ကြရအောင်သူ့ရဲ့နာမည်က CAM AVGD 2.8 2.8 ပေါ့နော်အဲ့ဒီ 2.8 ဘယ်ကထွက်လာတယ်လဲဆိုလို့ရှိရင် DC to 2.8 DC to DC ကနေပြီးတော့ထွက်လာတဲ့ DC to DC ထုတ်ပေးနိုင်ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုလို့ရှိရင်အဝင် VPH PWR လိုအပ်တယ်ပြီးလို့ရှိရင် enable လိုအပ်တယ်အဲ့ဒီနှစ်ခုပြည့်စုံပြီး GND လည်းမိနေပြီဆိုလို့ရှိရင်သူ့ရဲ့ထွက်ရှိလာမယ် 2.8 volt ထွက်ရှိလာမယ် 2.8 volt ထွက်ရှိလာတဲ့ 2.8 volt ဒီဘယ်ကိုရောက်မလဲဆိုတော့ camera socket pin number 5ကိုရောက်မယ်အဝင်လမ်းကြောင်းမှာနေပြီးတော့ 0R ရှိနေတယ်စစ်စစ်တတိပြုရမယ်နေရာပြီးလို့ရှိရင် filter လောက်ထားတဲ့ condenser တွေရှိတယ်အကောင်လေးကိုစစ်စစ်ပြုပြင်ရမှာပေါ့နော် 2.8 မရောက်ဘူး DC to DC လဲလဲစရာမရှိဘူးပြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ 2.8 ရောက်တဲ့တခြားသောနေရာတွေရှိတယ်ဒီဘက်မှာလည်း 2.8 ရောက်တယ်ပြီးလို့ရှိရင်ဒီဘက် socket ရဲ့ camera socket အပေါ် socket မှာလည်းပဲ 2.8 ရောက်ရှိတဲ့နေရာရှိပါတယ်ဒီ condenser တွေရဲ့ထိပ်ကနေပြီးတော့ 2.8 ယူပေးလို့ရပါတယ်เนาะတခြားသော data ပါတဲ့ dash လမ်းကြောင်းတော့
LCD လမ်းကြောင်းတော့မှာဆိုလို့ရှိရင် data ပါရှိနေတဲ့ 2.8 ကိုယူကျွေးလို့ရှိရင်တော့ပြဿနာတက်နိုင်တယ်เนาะ MB ကမလုံလောက်တာတော့ဖြစ်တတ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်လမ်းကြောင်းတွေကိုဆက်ပြီးတော့ကြည့်အောင် panel back 5က 2.8 ကိုပေးသွင်းထားတဲ့လမ်းကြောင်းဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘုံအားဖြင့်ဆိုလို့ရှိရင် panel back 1မှာ 2.8 volt တခုရှိမယ် panel back 5မှာ 2.8 volt တခုရှိပါမယ်ပြီးလို့ရှိရင် I2C လမ်းကြောင်းမှာဆိုလို့ရှိရင် 1.8 volt ရှိနေမယ်ဟုတ်ပြီเนาะနောက်ထပ်ဘာလမ်းကြောင်းရှိသေးလဲဆက်ပြီးတော့ကြည့်မယ်ဒီက control လမ်းကြောင်းရဲ့ reset လမ်းကြောင်းရဲ့ test လမ်းကြောင်းရဲ့ I2C လမ်းကြောင်းရဲ့ဒီမှာအောက်ဆုံးမှာရှိနေတဲ့ panel back 73နဲ့14ကိုကြည့်ပါမယ် panel back 73ရဲ့14ရဲ့ panel back 73နဲ့14ကကြတော့ VREG L2 ဆိုတဲ့ power IC ကလာတဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းကဘိုးအပြင် 1.2 volt ကိုပေးသွင်းထားပါတယ်ဒါတော့ panel back 73နဲ့14မှာဘိုးဘယ်လောက်ရှိမလဲဆိုလို့ရှိရင် VREG L2 ဆိုတဲ့လမ်းကြောင်းကလာတဲ့ဘိုးအတန်ကို 1.2 volt ရှိပါမယ်ဒီမှာကြည့်လိုက်ပါနော် socket မှာဆိုလို့ရှိရင် panel back ဘယ်လောက်နဲ့ဘယ်လောက်လဲ panel back 73နဲ့14 panel back 73နဲ့14 panel back 73နဲ့14မှာနေပြီးတော့ဘာတွေ့ရမလဲ 1.2 volt ကိုတွေ့ရမယ် 1.2 volt ကိုတွေ့ရမယ် 1.2 volt မရှိလို့ရှိရင်လည်းပဲဒီ VREG L2 သွားတဲ့လမ်းကြောင်းတန်နေရာကနေပြီးတော့ 1.2 volt တွေ့လို့ရတယ်ပေါ့နော်ဒါဘိုးရောက်ရမယ့်နေရာကိုပြသခြင်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီ 1.2 ရောက်မရောက်ဆိုတာကိုကျွန်တော်တို့ဒီမှာတိုင်းတာမလဲဆိုတော့ camera socket မှာတိုင်းတာလို့မရဘူးဆိုလို့ရှိရင်သူ့ရဲ့လမ်းကြောင်းမှာ filter လုပ်ထားတဲ့ condenser စီမှာတွားပြီးတော့တိုင်းတယ် filter လုပ်ထားတဲ့ condenser ရဲ့နာမည်က C2001 လို့ဆိုထားတယ် 2001 ဆိုတဲ့အကောင်ကိုဒီမှာရှာကြည့်မယ် C2001 ဆိုတဲ့အကောင်ကိုရှာကြည့်ပါမယ်နော် C2001 ဆိုတာဒီဘက်ဒေါင်းသားလေးမှာရှိတဲ့ condenser ဟုတ်ပြီစာခဲ့ပုံမှာကြည့်လို့ရှိရင်တော့ဒီ condenser ပေါ့နော်ဒီ condenser ထိပ်မှာနေပြီးတော့ 1.2 volt ရှိမရှိကိုတိုင်းတာရမယ်ဟုတ်ပြီအဲ့ဒီမှာ 1.2 volt ဒီဘေကလာတယ်လေဘေကကျွေးထားတယ်လေဆိုတာကိုသိချင်တယ်ကျွန်တော်တို့အဲ့ဒီလမ်းကြောင်းကိုရိုက်ပြီးတော့ရှာကြည့်ရမယ် VREG L2 ပေါ့နော်VREG L2 VREG L2 1B VREG L2 1B 2ဆိုတဲ့လမ်းကြောင်းကိုကျွန်တော်တို့တွားကြည့်မယ်ဒီတော့ဒီကောင်ကဘယ်ကနေလာတယ်ဆိုလို့ရှိရင် power IC ကလာတာပေါ့နော်ဒီမှာဒီ power IC ကလာတယ် VREG L2 1B 2ဆိုတဲ့ကောင်ဒီ power IC ကနေလာပါတယ်ဒီမှာကြည့်လိုက်ပါနော် VREG L2 ဆိုတာဒီ LDO ဘို့အမျိုးအစားဖြစ်တဲ့ပြီးလို့ရှိရင်သူက PM 8953ဆိုတဲ့ power IC ကနေပြီးတော့ထွက်ရှိလာတာဖြစ်တယ်ဒါတိုက်ရိုက်ပေါ့နော်ပြီးလို့ရှိရင်သူ့လမ်းကြောင်းနေပြီးတော့ဒီ 1.2 volt လမ်းကြောင်းနေပြီးတော့ဒီမှာလေးပဲခွဲထားတာရှိတယ်ပေါ့နော် VREG L23 ဆိုပြီးတော့ L23 ကလေးပဲ 1.2 volt ရှိပါတယ် 1.2 volt ရှိပါတယ်ဒီလမ်းကြောင်းတစ်ခုကအတူတူပေါ့နော် 1.2 volt ကို VREG L2 ကပဲယူသို့မဟုတ် VREG L23 ကပဲယူ 1.2 ရောက်ပါမယ်ဒါတော့ဒီ R ပါမပါကိုကြည့်ရအောင်သူကတော့ NC လို့ရေးထားတယ်ပါမပါကိုကြည့်ရအောင်သူ့ရဲ့နာမည်က R2037 လို့ရေးထားပါတယ်ဒါတော့ဒီကောင်က 0R ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ပြုတ်နေတာမျိုးပြက်နေတာမျိုးဆိုလို့ရှိရင်ဒီကောင်တော့ 1.2 ကိုရောက်ရှိနိုင်မှာမဟုတ်ဘူးဒါကြောင့် 0R တွေကိုသတိထားပါမယ်ဒါတော့အကောင်တွေကိုရှာကြည့်မယ်ပေါ့နော် R2036 ဆိုတဲ့အကောင်ကိုရှာကြည့်မယ်2036ကိုလေအောက်မက်မှာတွားကြည့်မယ်ဘယ်မှာတည်ရှိနေတယ်လဲ2036ဆိုတဲ့အကောင်ကဒီဘက်မှာလာရှိနေတယ်ဒီဘက်နားမှာပေါ့နော်ဒီဘက်နားမှာလာပြီးတော့ရှိနေတယ် CPU နားမှာမဟုတ်ဘူးသူကဒီဘက်အချမ်းမှာလာပြီးတော့ရှိနေတယ်ဒီမှာကြည့်အောင်ပေါ့နော်စာကဲပုံမှာရှာကြည့်မယ်အကောင်ဒီဘယ်မှာရှိနေသလဲဆိုတာကိုရှာကြည့်မယ်ဒီမှာပေါ့နော်ကြည့်လိုက်ပါဒီမှာရှစ်ကင်မရာရဲ့ socket ရှိမယ်အကောင်ရဲ့အောက်နှက်မှာနေပြီးတော့ဒီမှာ1 2 3လုံးမြောက်ပေါ့နော်3လုံးမြောက် R2036 ဆိုတဲ့အကောင်ရှိနေမယ် R2036 ဆိုတာ1 2 3ဆိုရင်ဒီ R ပေါ့နော် R2036 ဆိုတဲ့ resistor ရှိနေမယ်ဒီကောင်က 0R ဒီကောင်ဒီဘယ်လမ်းကြောင်းကလဲဆိုလို့ရှိရင်ကင်မရာအတွက် 1.2 volt ပေးသွင်းတဲ့လမ်းကြောင်းကရှိနေမယ်ဒီ power IC ကနေထွက်လာမယ်ဒီ resistor ကိုခံပြီးတော့ panel back ဒီ
ဒီဘက် pen number 73ကိုတွန်းပါပေါ့နော် pen number 73နဲ့14ကိုရောက်သွားမယ် 0R လေးပြည့်နေတာမျိုးပြုတ်နေတာမျိုးဆိုလို့ရှိရင်တော့ဒီကိုမရောက်နိုင်ပါဘူးเนาะအဲ့တော့သူကလမ်းကြောင်းတစ်ခုရှိတယ်သူရဲ့လမ်းကြောင်းတစ်ခုကနေပြီးတော့ဒီ resistor ပြည့်လို့ရှိရင်ဒီလမ်းကြောင်းကနေပြီးတော့ယူပေးနိုင်တယ်ဒီလမ်းကြောင်းပြည့်လို့ရှိရင်ဒီကနေပြီးတော့ယူပေးနိုင်တယ်ဒီတော့ဒီ resistor ပါမပါကိုကြည့်မယ် R2037 ဆိုတာဘယ်မှာရှိလဲဆိုတော့ဒီဘက်တောင်းတာလေးမှာရှိတဲ့အကောင်ပေါ့နော်ကျွန်တော်တို့ circuit ပုံမှာကြည့်လို့ရှိရင်တော့ဒီ resistor ပါဒီတော့ဒီ resistor နှလုံးလုံးအသုံးပြုထားတာပေါ့နော်ဒီကောင်တွေမှာဘိုးတိုင်းတာကြည့်လို့ရှိရင် 1.2 volt တွေ့ရမယ် 1.2 volt တစ်ဖက်ထိပ်မှာရောက်ပြီးတော့နောက်တစ်ဖက်ထိပ်မှာမတွေ့ရဘူးဆိုရင် resistor ပြည့်နေတာပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြည့်ပူခြင်းကျိုးဆက်ပေးခြင်းဒါတွေကိုလှုပ်ဆောင်ပြီးတော့ 1.2 volt ရအောင်လုပ်ရမှာပေါ့နော်အဲဆိုရင် 1.2 volt ရောက်ရှိလာပါမယ်ဟုတ်ပြီကင်မရာအတွက်လိုအပ်တဲ့ဘိုးတွေကိုကြည့်တဲ့အခါမှာဒီမှာပေးသွင်းထားတဲ့ဘိုးတွေက 2.8 volt တစ်ခုရယ်နောက် pin number 5ကိုလည်းပဲ 2.8 volt တစ်ခုရယ် pin number 73နဲ့14ကိုတော့ဒီမှာ 1.2 volt ဆိုပြီးတော့တစ်ခုရှိမယ်နောက်ထပ် pin number 15ကိုကြည့်မယ် pin number 15ကိုဘာဘိုးပေးသွင်းထားတယ်လဲဆိုလို့ရှိရင် pin number 15ကတော့ VREG L6 ဆိုတဲ့လမ်းကြောင်းကနေပြီးတော့ 1.8 ဒါကတော့ကျွန်တော်တို့ set နိုးနေပြီဆိုလို့ရှိရင်ထွက်ရှိနေမယ်ပို့ပေါ့နော် L6 ဆိုတဲ့လမ်းကြောင်းကနေပြီးတော့ 1.8 volt ပေးသွင်းထားပါတယ် 1.8 volt ပေးသွင်းထားတယ်သူရဲ့ 1.8 volt လမ်းကြောင်းမှာဘာရှိလဲဆိုလို့ရှိရင် 1.8 volt လမ်းကြောင်းမှာဒီလမ်းကြောင်းကိုကျွန်တော်တို့လိုက်ကြည့်ပဲပေါ့နော် VREG L6 ဆိုတဲ့လမ်းကြောင်းကိုလိုက်ကြည့်မယ် VREG L6 VREG L6 ဆိုတဲ့လမ်းကြောင်းကိုလိုက်ကြည့်ပါမယ် VREG L6 သူ့ရဲ့ OR တန်ဖိုးက 1P8 ပေါ့နော် 1P8 ဟုတ်ပြီအဲလမ်းကြောင်းကိုကျွန်တော်တို့လိုက်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့လမ်းကြောင်းမှာနေပြီးတော့ဒီမှာ condenser တစ်လုံး filter လောက်ထားတာရှိပါတယ်ဒီ condenser ရဲ့နာမည်က C2008 လို့ရေးထားပါတယ် C2008 ကိုကျွန်တော်တို့ရှာကြည့်မယ်ပေါ့နော် C2008 ကိုရှာကြည့်မယ် C2008 ဆိုတဲ့အကောင်ကိုရှာကြည့်ဖို့လိုအပ်တယ်အဲကောင်က filter လောက်ထားတဲ့အကောင်ပါC2008 ဆိုတဲ့အကောင်ကရှာကြည့်မယ်နော် C2008 C2008 ပေါ့နော် C2008 ဆိုတဲ့ကောင်ကဘယ်မှာလာရှိလဲဆိုလို့ရှိရင်ဒီဘက် downer လေးမှာလာရှိပါတယ်ဒီဘက် downer လေးမှာလာရှိပါတယ်ဒီမှာ socket မှာကြည့်လို့ရှိရင်တော့ဒီမှာပေါ့နော်ဒီ filter လောက်ထားတဲ့အကောင်ကဒီမှာပါဒီဘက် camera socket ရှစ် camera ရဲ့ socket ကို 1.8 တွေ့တဲ့နေရာမှာရှိနေတဲ့ condenserဒီကောင်မှာ 1.8 filter လောက်ထားတဲ့ condenser ပါဒီ condenser လေးပေါ့နော်ဒီ condenser ပါဒီ condenser မှာလာပြီးတော့ 1.8 ကိုတိုင်းကြည့်နိုင်တယ်ကျွန်တော်တို့လမ်းကြောင်းပြတ်နေလို့ရှိရင်တော့ဒီ condenser ရဲ့ထိပ်မှာ 1.8 ကိုရှိတယ်ဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့ pin number 15ကိုနေပြီးတော့အဲ့ဒီကယူပြီးတော့ 1.8 ကိုကြိုလို့ရပါတယ်ဒီ pin number 15ကိုနေပြီးတော့အဲ့ဒီ condenser ရဲ့ထိပ်က 1.8 ကိုယူကျွေးနိုင်တယ်နော်ယူပြီးတော့ဂျမ်ပါကြော်နိုင်တယ်လမ်းကြောင်းပြတ်နေတာမျိုးဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လမ်းကြောင်းအပြင်စုံသွားပါပြီကင်မရာအလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ control လမ်းကြောင်းတွေရှိမယ် control လမ်းကြောင်းမှာဘာတွေပါမလဲဆိုတော့ဒီမှာ SYNC ဆိုတဲ့လမ်းကြောင်းပါမယ်ပြီးလို့ရှိရင် reset လမ်းကြောင်းပါမယ်ပြီးလို့ရှိရင် I2C လမ်းကြောင်းရှိပါမယ် I2C လမ်းကြောင်းဒီ resistor နဲ့ pull and resistor ခံပြီးတော့ 1.8 ကျွေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းကြောင်းမှာလည်း 1.8 ရှိနေမယ်ပြီးလို့ရှိရင်နောက်ထပ်ကလောလမ်းကြောင်းတစ်ခုရှိပါမယ်ကလောလမ်းကြောင်းမှာလည်းပဲ 0R ခံထားတယ်အဲ့တော့ control အနေနဲ့ရှိနေမှာကတော့ကလောရဲ့ဒီမှာ SYNC ရဲ့ reset လမ်းကြောင်းရဲ့ပြီးရင် I2C လမ်းကြောင်းရဲ့ဒါကတော့ control လမ်းကြောင်းအနေနဲ့ရှိနေမယ် CPU နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေဖြစ်တယ်နောက်ထပ် CPU နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းတွေကဒီဘက်က BBDSI transformer point ရုပ်ပုံ data နဲ့ကလောလမ်းကြောင်းပိုင်းတွေဖြစ်တယ်နောက်တစ်ဆင့်လေ့လာရမှာကဘိုးအားပေးသွင်းတဲ့အပိုင်းဖြစ်တယ်ဘိုးအားပေးသွင်းတဲ့အပိုင်းမှာဆိုလို့ရှိရင်ဘာတွေပါလဲဆိုတော့ဒီမှာ pin number 1ကို 2.85 volt တွေ့ထားတယ် pin number 5ကိုလည်းပဲ 2.8 volt တွေ့ထားတယ်ဒီမှာအောက်ဘက်မှာရှိတဲ့ pin number 73နဲ့14ကိုလည်းပဲ 1.2 volt တခုရှိတယ် pin number 15ကိုတော့ 1.8 volt ရှိတယ်ဒီတော့ကင်မရာအလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ volt တွေကိုကြည့်လိုက်တဲ့အခါမှာ 1.8 ရယ် 1.2 ရယ်ပြီးလို့ရှိရင် 2.8 ရယ်ဒါတွေရှိနေမယ်နော် control လမ်းကြောင်းအနေအချင်းဆိုလို့ရှိရင်ကလောလမ်းကြောင်းရယ် SYNC ရယ်ပြီးလို့ရှိရင် reset လမ်းကြောင်းရယ်ပြီးရင် I2C လမ်းကြောင်းရယ်ဒါတွေရှိနေတယ်ဒီတော့ကင်မရာမရဘူးကင်မရာ error hardware ပိုင်းဆိုင်ရာ error တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့စစ်ဆေးရမှာက BBDSI transformer တွေစစ်ဆေးမယ်
ပြီးလို့ရှိရင် 1.8 နဲ့ 2.8 ရောက်မရောက်ကင်မရာအလုပ်လုပ်တဲ့အချိန်မှာထွက်ရှိလာမယ်1.2 ကိုထွက်မထွက်ဒါတွေကိုစစ်မယ် I2C လမ်းကြောင်းမှာ1.8ကိုရှိမရှိစစ်မယ်ပြီးလို့ရှိရင်ကလောလမ်းကြောင်းမှာ condition တွေပါတယ်စစ်မယ်ဒါကတော့ကင်မရာနဲ့ပတ်သက်ပြီးတော့စစ်ဆေးရမယ့်အပိုင်းတွေပေါ့နော်ဖွဲ့စည်းပြီးဆောက်ပုံအပြင်ပိုအားပေးသွင်းပိုင်း data ကလောလမ်းကြောင်းပိုင်းနဲ့စစ်ဆေးဖို့လိုအပ်ပါတယ်ဟုတ်ပါပြီနောက်ထပ်ကျန်တဲ့ကင်မရာ socket ပိုင်းကိုနောက်တစ်ပိုင်းမှာထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ဒီပိုင်းမှာတော့ဒီကင်မရာ socket တစ်ခုနဲ့တော်တော်ကြီးကိုရှင်းသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်